ကယ်ကိုခေါ်ဖန်းနဲ့တက်ပြီလားဒီတယောက်တည်းရှိတယ်နော်အဲ့ဒီဟိုကြာ ကိုဘယ်နဲ့ဖောင်းမီတို့နဲ့တယူတာဒီတယောက်ပဲရှိတယ်အကယ်ဒမီဘွဲကိုချက်ကွနဲ့နဲ့သမီးတယူတာအဲ့ဒီပေါင်းမီတို့နဲ့ခုံပနတ်နဲ့တယူလိုက်တာအဲ့တော့ကတော့ဟိုငယ်လေးငယ်သေးတော့ရှေ့ကမှကြောက်ကမှလည်းမသိဘူး ပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ MSB ဒီနေ့ကတော့ကျွန်တော်ပါဝင်ထားတဲ့ Nepal ဆိုတဲ့ကားလေး family show လေးပါ နည်းနည်းလေးကြည့်ပြော ဟုတ်ဟုတ်ဟိုနဲ့ကလေးတယောက်ဆောင်တော့ကလည်းကိုအာယူနဲ့ထိုက်တာအာယူနဲ့ပေါ့နော်ကိုလူမြင့်နဲ့အဖေခေါ်ကားဆိုတဲ့ကားလေးရယ်နောက်တစ်ခါကကားလေးအမလည်းကားနဲ့မင်းမင်းနဲ့နက်ကားခေါ်ရိုက်ပြီးတယ်သူကလေးတယောက်ဆောင်မှာနော်ဟုတ်တာဟုတ်အဲ့မှာကလေးကခေါ်ရိုက်ပြီးပါပေါ့နော်နောက်ဒီတစ်ခါကျတော့ကြီးလာတော့ဒီကားလေးမှာလည်းအခုရိုက်မဲ့ကားလေးကိုနှစ်ပန်းကိုရိုက်မဲ့ချိန်မှာဒီဇက်ကောင်တွေကလည်းသူနဲ့လိုက်မယ်ဆိုပြီးတော့ဒိုက်တာကိုစော်နဲ့ညှိပြီးတော့ခေါ်ပြီးရိုက်ဖြစ်တာပါဟုတ်ကဲ့ ညာသားသမီးကိုအနိုင်ထက်စင်းနေလုတ်ပြီးတော့အပိုင်သိမ်းထားတာတောင်းယူရမဟုတ်ဦးလေးတဲ့အဲ့ဦးလေးသိလား တော်တော်မရိုက်တဲ့ကောင်ကွာ မအေးဝင်းနဲ့ညီလေးနဲ့ညီလေးခန့်ကျော်နဲ့ဗီဒီယိုကားလေးတွေရိုက်တယ်ခန့်ကျော်ဟာဒီမအေးဝင်းနဲ့ကိုမအေးဝင်းနဲ့ကိုလိုက်ဖက်တယ် ဟုတ်ကဲ့ဟုတ်ကဲ့အကျိုးပေးတယ်ပေါ့ ကက်ဆက်တယ်ပေါ့လေဟုတ် ဒီကောကားဆိုတဲ့ဇာတ်ကားလေးကလည်းကျွန်တော်တို့တော်တော်လေးကိုနာမည်ကြီးပြီးတော့ပေါက် ပေါက်ခဲ့တယ်အဲ့ကားလေး အဲ့တော့တောင်းနေတာပဲရှိသေးတယ် ဟော3နှစ် တောင်းနေ တော သား င်း လေး နေတာလေနောက်တစ်ခါရိုက်သေးတယ် ရင်သွေး အဲ့ဒါလေ ရင်သွေးဆိုတဲ့တက်က အော်ရင်တွေးဆိုတဲ့ ရင်သွေး ပါပဲ ရင်သွေးဆိုတဲ့ကားလားအခုနည်းနည်းတော့မေ့သွားပြီသိလား ဟုတ် ကိုလေဟိုတက်ကလည်း85နှစ်ရှိပြီနော်85နှစ်ရှိပြီနောက်တော့တချို့ဟာတွေလည်းမေ့ကုန်ခန့်ကျော်ကအောင်မြင်ဖို့ကနေနေတယ်ဆိုတာခန့်ကျော်ကခုမှရိုက်ရတာနော်ခန့်ကျော်ကိုလည်းခေါ်ရိုက်ကြပါနော်ခေါ်ရိုက်ကြပါဟို နာလေးတာရဲ့နာလေးတာရဲ့ မီးတွေကိုလည်းခေါ်ရိုက်ကြပါ ဒါလိုက်ပြန်ကွာမင်းပါဦးလေဟမ် ခင်းစင်းတဲ့ကလေးကိုလာခေါ်ရလေကွာ ဟိုကတယောက်ဆောင်ကောင်းပါတယ်နောက်တဲလက်လေးရှိပါတယ်ဒီကားပထမကားဆိုရင်မဲ့ရုပ်ရှင်ကားကြီးကအဲ့မဲ့တော်တော်ကောင်းတယ်ပေါ့နော်ကျမတို့ကြည့်ပြီးတော့မှချင်းတဲ့မှုအပြည့် 100% ကိုအမှတ်ပေးပါတယ်သူဟုတ် ဟုတ်ကဲ့ပါဒါဆိုရင်ဒါခန့်ကျော်ကဒါလက်ကီး7ရဲ့ဒါပြင်နိုင်မင်းသားဖြစ်သွားနိုင်လား ဖြစ်တယ်လေ ဖြစ်နိုင်တယ်ဖြစ်နိုင်ပါတယ်နောက်တော့ရုပ်ရှင်ကားကြီးတွေရိုက်ပါလေသူခေါ်ရိုက်ဖို့ရှိပါတယ်ဟုတ် ဟုတ်ကဲ့ပါအမေကဒီနှစ်အကယ်ဒမီဘွဲမတက်ဘူးနော် ဘယ်ပွဲမှမတက်ဘူး ဟောထူးထူးခြားခြားဒီဘွဲလေးတက်ဖြစ်တာပေါ့ ဒီပွဲလေးကတက်ဖြစ်တယ်မတက်ဖြစ်ဘူးဘယ်ပွဲမှမတက်ဘူးအဲ့ဒါပါလေပန်းလေးမြန်နဲ့ခေါ်မဲတဲ့ဟို ဒီပြီးတော့ နေဟိုကယ်ဒမီပွဲရတယ် ဟုတ်ကဲ့ လင်းမြန်နဲ့ခေါ်မဲတဲ့လင်းမြန်နဲ့ခေါ်တယ်မတက်နိုင်ဘူးလို့ ဟိုကအကြာကြီးလည်းမထိုင်နိုင်ဘူး ထိုင်နေမထိုင်နိုင်ဘူးတက်လည်းမတက်နိုင်တော့ဘူးလို့ဒီလိုပဲမရရင်လည်းမတက်နိုင်ဘူးမရပေးနေယူမယ်မပေးနဲ့မေးဘူးနော် တက်က80နိုင်ငံနဲ့လား ဟုတ်တယ်အခုချိန်ဒီမပေးပါဘူး 80ကျော်ရင်သူတို့ပြီးတတ်မှတ်တယ်လို့ပြောတယ် ပြောတာပဲဒါပေမဲ့ခုချိန်ဒီတော့မပေးပါဘူး ဒီဘွားလေးအကယ်ဒမီဘွဲကိုလေဒီနေ့လေးဒါ TV ရောက်ဒီနေ့ကြည့်ပြတာအိမ်မှာ ကြည့်ပြပါလေ
ကြည့်ပါတယ် ဟာ တော့အကယ်ဒမီပွဲကိုလည်းကြည့်ပါတယ် တဘာပြောပြောဒီမြန်မာဥရှင်ဒီ105နှစ်တမိုင်းမှာအကယ်ဒမီဘုတ်ခေါ်ဖက်နဲ့တက်ယူတာဒီတယောက်တည်းရှိတယ်နော်အဲ့ဒီ ဟောကြ ကိုယ်ဘယ်နဲ့ဖောင်းမီတို့နဲ့တယူတာဒီတယောက်ပဲရှိတယ် ကာရီတာတွေကနော်ဝတ်စုံနဲ့တက်ယူတာဖဖတယောက်ပဲရှိတယ်နော် ဟုတ်တယ်ဟုတ်တယ် သဘောကျ ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါဘယ်သူမှမရှိဘူးစက်ကွန်နဲ့သမီးတယူတာအဲ့ဒါအကယ်ဒမီပွဲကိုစက်ကွန်နဲ့သမီးတယူတာအဲ့ဒီပေါင်းမီတို့နဲ့ခုံပနတ်နဲ့တယူလိုက်တာအဲ့တော့ကတော့ဟိုငယ်လေးငယ်သေးတော့ရှေ့မှာကြောက်ကမှလည်းမသိဘူး အဲ့ဒီတော့မှဒီအကယ်ဒမီရွှေကျဲမှာဒီရွှေပါပြီလားကျဲရုပ်လေးမှာဒီရွှေပါပြီ ပါပြီပေါ့ အဲ့ဒါဘာမှမသိဘူးပါတယ်လားဟိုလုံးကအကယ်ဒမီဘွဲကအကယ်ဒမီကလေဟိုရွှေတော့ပါလာမပါလာတော့မပြောတာဘူးဒါပေမဲ့အဲ့ဒီကျင်းလေးရလေငွေအောင်လေးကို ရွှေမပေါအောင်ပေါ့ ရွှေမပါ ဒီ ဘူး မပေါ့ငွေအောင်လေးပါတယ် အဲ့ ငွေ ရ အောင်လေး ဘယ်ဝင် အဲ့ဒီရုပ်လည်းမရှိတော့ အဲ့ဒီတော့ဆက်ပြီးလိုက် Myanmar Star Bazaar